စိုက်ပြီးတော့ရေချိုးပြီးတော့မင်းခဲနဲ့ရောက်လာတာငါရေချိုးရတာလမ်းဆန်းတော့စားလာအောင်မယ်ပြီးလိုက်ခင်မယ်အားတော့မစားရသေးဘူးလေတော့ကြည့်လိုက်အောင်ခွေးမင်းခွေးကိုစားကြည့်ကြအောင်ဟုတ်တယ်ငါရိုးသွားယူအောင်မရိုးသွားယူလိုက်ပါဟာငါရိုးယူလာပြီကွာငါလည်းတော့စားကြည့်နေတယ်ငါကြည့်တော့ဘောနေတော့ဒီမဆောင်လာကွာသူကြည့်အောင်စားလို့လည်းမသိဘူးသူကဘိုက်ဝနေလားကြည့်အောင်ငါဒီကိုပါလေးချစ်ရလေးငါဖိုးပဲwaterfall ရှိသွားကြမလားငါရေကြောက်တတ်တယ်ဒါပေမဲ့မင်းတို့တော့လိုက်ကြည့်ပေးမယ်လေငါမကူရတာတော့ကြာတယ်ဒါပေမဲ့ပြန်ကူးကြည့်အောင်မယ်အဲ့ဆိုရင်သွားကြရအောင်မင်းနာမည်ဘေးရပြီးလို့ရှင်ငါ TVG နဲ့စောင့်နေမယ်ပေါ့ဟုတ်ပြီဟုတ်ပြီTV ရတယ်ဖွင့်လို့လည်းမရဘူးဒီပြက်နေတာဒါတော့ဆိုလာကြည့်လို့တော်သေးပါတယ်ကွာငါဟုတ်ကောင်စောင့်လိုက်ပါဦးမယ်တိုက်ငါပြင်ပြီးတော့ကွာမင်းသွားရအောင်လေဟုတ်ပြီဟုတ်ပြီငါမင်းတို့ဝင်ကြီးဆိုင်လိုက်မယ်ကွာဟုတ်ပြီလားဟုတ်ပြီကျေးဇူးပဲကွာဒါနဲ့ငါခွေးရိုးသွားထားရအောင်ခဏထားအောင်ကွာဟုတ်ပြီထားလိုက်အောင်ကွာဒါနဲ့ငါလည်းပတ်စံယူခဲ့ပြီးမှယူလဲသွားထားပြီမင်းရောယူခဲ့ပြီကွာမင်းသွားနေလိုက်ငါအတူတူထားမို့မဟုတ်မင်းသွားယူလာအောင်ခဏလေးပဲစားဟုတ်ပြီငါသွားနေမယ်ကွာဟုတ်ပြီငါတော့ပေါ့ရှင်းယူရဲ့ကွာဒါကရှင်းစမ်းမှာဒါတော့မင်းဟိုရငါမေးကြည့်လိုက်မယ်လေဟုတ်ပြီတော့ကြည့်မယ်ဟိုကတော့နောက်ကလိုက်လာတယ်ကွာဟာရင်းပေါက်ကတီးရတို့တခွေးဝင်တာဆိုလို့အဲ့လိုမြင့်ထားတယ်ဟိုဘက်မှာပုံဝင်တော့ကြည့်လိုက်မယ်ဆွဲကြည့်ပါဟာဒီမှာလူတွေလည်းရှိတယ်ဖြူအောင်အုပ်ထုတ်ရှိတယ်သူတို့လည်းကျွန်တော်လဲဝယ်မယ်ဦးလေးဟုတ်ပြီမင်းကောက်ကိုဝင်လာမလားငါတကယ်တော့ဝယ်ရတော့မယ်နော်ဟုတ်ပြီ
တော့ထည့်လိုက် တော့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 ရပြင်ရင်သွားမယ်နော်စီးတယ်မင်းသွားနေလိုက်နော်နောက်ကလည်းလိုက်ထည့် ဟုတ်ကဲ့ပါမယ်ဒီနေ့တွေ့လားတက်ထားတွေ့လား တွေ့တော့ဆရာတွေ့လိုက်တယ်ကြည့်အောင်ပါလေစိတ်တောင်းတယ်သူကထဲထဲပြန်ထိပ်ပေးထားတယ် ဟုတ်တယ်အဲ့လိုပဲအဲ့မငါခုပြန်ပြမယ်အဲ့ဒါလည်းငါမင်းတို့လည်းအဲ့ဒါအရှိန်လိုက်ချာ
တော်တော်ကြီးမှာပဲနော် ဟုတ်တယ်မောင်လေးရဲ့ညောင်ဒါနဲ့ဒီတော့ဆွတ်နေတယ်ဒါနဲ့တော့ကောင်းတယ်မင်းသွားစားရအောင်နေ့လည်လာသွားစားရအောင်ပါကွာ အေးဟုတ်တယ်ငါတို့နေ့လည်ကစားလိုက်အောင်မယ် ကိုပြန်မယ်ကဲဒီနေ့အပိုင်းလေးတော့ပါပဲဗလန် ကြိုက်လို့တဲ့နော် like and subscribe လေးလုပ်ပြီးခဲ့ပါဒါကတော့ကျွန်တော်တို့ရဲ့ roller coaster အောက်ပါဘူး water pool စီးခြင်းရဲ့ဇလန်းတို့လေးပဲဖြစ်ပါတယ်နောက်ဗီဒီယိုမှာလည်းအားပေးကြဖို့မျှော်လင့်ပါတယ်အားလုံးပဲ bye bye